ခတ်တယ်လေသိတာအခုကတည့်ရသူဆိုတော့ရလာနေကိန်းလည်းကြိုက်အမလေးမစကိတ်တော့နေရာလူစီနေလားတမီးမချီရမှာစုံပြန်ပြီနော်အရှိမလဲတကားအခုလည်းတကား အခုတော့တူတော့ ဘယ်လိုလဲနေချိန်ပါအမဆိုရအတန်ကြားနေပြေးအမဆိုရအတန်ကြားနေပြေးအဲ့လိုမြင်လာပါညီမနာမည်ကတော့ပေါင်းမဟုတ်ပါအရင်ကတော့2019ကဒီလူပြန်စလုပ်ခဲ့ပေါ့နော်အခုဒီ MRT ဘူးမှာလည်း Noris Sin ဆိုတဲ့ဇာတ်လမ်းတွဲလေးကိုရိုက်ကူးထားပါတယ်အခုဒီ My Dear စခန်းဒီမှာလည်းတစ်တေးဆိုတဲ့ဒါနဲ့မနဲ့တူပါနာပါလေနော်တေးမဟုတ်တေးမတေးဘူးနေပြီးရအဲ့ကြတော့ရှိမှာအကြောင်းပြချက်မရှိလေရိုက်တော့အဆုံဘူးလေနော်အဲ့တော့တိတ်မဆုံးဘူးအခုကတော့နှစ်ယောက်လည်းဆုံးပါမှာအဲ့ဒီနေ့ဘယ်သူပါလဲမလေးမချိတ်ဟလာမလေးက surprise နော်ကျေးဇူးအမက surprise ကြီးရောက်လာဟဲ့သူနဲ့ဆိုတော့ဆင်ပြေလေတေးဥဆောင်ကလူတော့ငါမဟုတ်ဘူးပထမတခြားလူဆိုရင်ငါစဉ်းစားနေရကွာငါဘယ်လိုတေးဥဆောင်လဲကွာမသိတဲ့သူဆိုရင်ကွာတေးဥဆောင်ကပိုခတ်တယ်သိတာအခုကသိတဲ့သူဆိုရင်ရလာနေကြမ်းမရှိမယ်စုံမိမယ်အမနဲ့တမီးနဲ့အမလည်းကြောက်ကြိုင်းနေတယ်ကြားနေတယ်ဒီကစားတော့ဆောင်းစားဦးဒီ My Dear ဆိုင်မှာအဲ့တေးဆိုတဲ့ character နည်းနည်းပါမှာเนาะအဲ့တေးဆိုတဲ့ character တော့ညီမ skate scene တင်ရမယ်ဆိုတော့အဲ့ skate scene လေးတင်နေပါရှင်စပိန်နဲ့စီတက်တယ်ပြီးတော့လည်းရန်နေဒီလိုပဲနော်ငါကကျွတ်သွားပြီပေါ့ငါကဒီမှာခိုင်းဒီ skate စီးရကြညီမတခါမှလည်းမတင်ဘူးတခါမှလည်းဒီလိုဒီကလည်းရင်းနှီးကြောင်းဝင်မရှိတဲ့အတွက်ကြောင့်နည်းနည်းလေးတော့ဟောဖြစ်တာပေါ့နော်ခက်ခဲဒါပေမဲ့ဒီ character အတွက်ပြင်ဆင်နေပါရဲ့အကောင်းဆုံးကိုချပြပါမယ်အတွက်ဆက်မကြည့်ရှုပေးပါအောင်ရှင်ဟောပေါ့နော်ကိန်းလည်းကြိုက်အမလေးကိန်းလည်းကြိုက်အမလေးမစကိတ်တော့နေရာလူစီပြန်အဲ့စကိတ်လည်းလိုက်အဲ့ဒါငါစကိတ်ဟိုစကိတ်ပေါ်မှာနေငါ့ကိုချက်အဲ့ဟုတ်တယ်ချစ်မလားချစ်မလားစိတ်ဆုံးပါလေဒီရကားနဲ့ပတ်သက်ပြီးတော့တေးရုံမဆောင်ဘူးဒါပေမဲ့ပတ်ဝန်းကျင်မှာအဲ့လိုမျိုး LGBT တကယ်ချင်းတွေများတယ်ပေါ့နော်အဲ့လိုဘိုင်းကြီးပေါ့မိန်းကလေးဆိုလည်းဘိုင်းယောက်ျားလေးဆိုလည်း gay လိုမျိုးပုံစံမျိုးတွေများတဲ့အတွက်ကြောင့်ဒီ LGBT နဲ့ပတ်သက်ပြီးတော့ဒီမှာတော့မစိမ့်ဘူးပြီးတော့ဒီ LGBT ကိုလည်းနည်းနည်းစိတ်ဝင်စားတယ်ညီမအကြီးရတယ်လို့ LGBT နဲ့ပတ်သက်ပြီးစာရင်းပြုစုတာတွေပါရှိခဲ့ဘူးတော့ဒါနဲ့ပတ်သက်ပြီးတော့အရင်တော့စိတ်ညစ်မဟုတ်ဘူးတော်ပါလေတေးရုံမဆောင်ဘူးဒါပုံနေတော့ရိုက်ခွာအဲ့မှာတော့ဆက်လိုက်ဒီခဲဒီလိုလေးဒါဒီပုံနေတွေ့တယ်ဒါဒီပုံနေတွေ့တယ်စလိုက်ဒီခဲပြီးတော့အဲ့မှာစော်လေးကိုလိုက်ကြိုက်တယ်စော်ကြီးပေါ့အခုကစော်လေးပဲလုပ်တော့တယ်ရဲစော်လေးပေါ့ငါစပေါ်လာမှာဟုတ်တယ်နော်ကြိုက်ပါနေဟာစမ်းကြည့်ဦးဇလန်းငါပဲမာရီလိုက်ပြောငါပြောလိုက်တာငါကြီးဆိုနောက်ဥဆောင်အမေကလည်းလည်းဥဆောင်အခုမာရီအဲ့ဒါကလည်းကြည့်ဦးမှာနေဥဆောင်မှာငါဥဆောင်ပါအခုညီမတို့ရဲ့ဒီ DRS Handy ပေါ့နော် GL ကားလေးကဒါညီမတို့2ယောက်လုံးရဲ့ပထမဆုံးကားလေးဖြစ်တယ်ပေါ့နော် MHC Vision YouTube channel လေးရှိတယ်ပေါ့နော်အဲ့ဒီမှာညီမတို့ရဲ့ GL ကားလေးတွေတင်မှာဖြစ်တယ်ပေါ့နော် GL တင်လည်းမဟုတ်ဘူးပေါ့နော် BL တင်လည်းလာမယ်ပေါ့အဲ့ဒီကားလေးကိုလည်းအားပေးကြဖို့ညွှန်နေတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒါညီမတို့ရဲ့ပထမဦးဆုံး GL ကားလေးလည်းဖြစ်တယ် challenge လည်းဖြစ်တယ်အဲ့တော့ညီမတို့ညောင်ကဒီကားလေးမှာအကောင်းဆုံးသေရုပ်ဆောင်တော့မှာဖြစ်ပါတယ်အဲ့တော့ GLD အားပေးကြနော်ဝင်ရပြီပါဟုတ်ကဲ့ပါ